ဒီနေ့ပေါ့နော် Stella ရဲ့အဲ့လိုငယ်တုန်းကအကြောင်းတစ်ခုပေါ့နော် sharing လုပ်ချင်တာပါလဲဆိုတော့ Stella အသက်20လောက်ပေါ့နော်အဓိကတော့ဒီ COVID ဖြစ်တဲ့ကာလပေါ့ဆိုတော့အဲ့ COVID ဖြစ်တဲ့ကာလမှာတော့ငွေကြေးဖောင်းမမှုတွေကနည်းနည်းစပြီးရှိလာပြီကွာရှိလာတဲ့အချိန်ကျတော့အဖေတို့မေတို့အမေ Stella ပတ်ဝန်းကျင်ကလူတွေကောင်လာကြရင်းနှီးမြုပ်နှံကြမြေတို့ရွှေတို့ပေါ်မှာရင်းနှီးမြုပ်နှံကြအဲ့ဒါ Stella စဉ်းစားပေါ့နော်ငါမှာမြေတို့ရွှေတို့ယင်းနှမြုံနှံပို့ကြတော့လေအဲ့လောက်ကြီးဒီပတ်စံမရှိဘူးကွာဒီလားအဲ့တော့ပတ်စံနည်းနည်းလေးကွာတကယ်ဒီလားအဲ့တော့တော်တော်နည်းငါသိန်းလား10သိန်းပဲလားမသိဘူးအဲ့လောက်ပဲရှိရဲ့အဲ့တော့ stress စင်စားငါဘယ်နာယင်းနှမြုံနှံရမလဲရောဒီတိုင်းစုထားလို့ရှင်လေရေလေဖောင်းပွားမှာပေါ့နော်ငါမဖြစ်နိုင်ဘူးငါတခုခုတော့ယင်းနှမြုံနှံရမှာကြည်နဲ့မယ်အဲ့စဉ်းစားတဲ့အချိန်ကျတော့မှ still ဘာတော့စဉ်းစားမိလဲဆိုငါကုံကယင်းနှမြုံနှံမယ်ကွာဆိုပြီးတော့တွေးမိရအဲ့ဒါနဲ့ still ကအဲ့ချိန်ကပေါ့နော်အမတင်နန်းနေရှိရကွာတင်နန်းနေမှာကိုပတ်စံနဲ့ကိုငါဘာတင်နန်းတက်မလဲပေါ့ပတ်စံလေးကင်ပြီးတော့ငါဘာတင်နန်းတက်မလဲဆို Facebook မှာလိုက်ရှာအဲ့နဲ့စပြီးတော့ Stella ကအရင်ဆုံးတင်နန်းမတက်ခင်မှာစာအုပ်တွေအရင်ဆုံးဝယ်ပြီးတော့စာအုပ်ဖတ်ပေါ့နော်ငါစာအုပ်ပေါ်မှာယင်းနှမြုံနဲ့ငါအုံနောက်ပေါ်အရင်ဆုံးယင်းနှမြုံနဲ့မယ်ဆိုအုံနောက်ပေါ်မှာအရင်ဆုံးယင်းနှမြုံကစာအုပ်တွေဖတ်နေ psychology တိုင်းပဲရောက်သွားရနေပြီအမှဘာဆက်ဖြစ်လဲဆိုတော့ Stella okay ပေါ့ငါစိတ်ပညာကိုစပြီးတော့ငါစိတ်ဝင်စားတယ်ပေါ့နော်အမှတတိထားမြဲချိန်ကျအမှ Stella ကအဲ့လိုပေါ့နော်ဒီစိတ်ပိုင်းဆိုင်ရာတင်တဲ့ဆရာတွေအကုန်လုံးတော့လေ့လာပြီးတော့အမှတစ်ခုချင်းစီပေါ့နော်အရင်ကြီးလဲကိုလည်းအများကြီးမတတ်နိုင်ဘူးကွာအဲ့ချိန်တော့အဲ့ဒါနည်းနည်းချင်းစီသွားပြီးလေ့လာရင်းနဲ့နောက်ဆိုအုံနောက်မှာယင်းနှမြုံနေမယ်ပြီးနောက်တစ်ခါပါလဲဆို body stretcher ပေါ့အဲ့ချိန်မတိုင်က Stella အရင်ဝါချိန်ကျတော့ငါ body stretcher မှာယင်းနှမြုံနေမယ်ဆိုတော့အမေတို့ဖေတို့ပြောပေါ့နော် Stella ဂျင်ဆော့ချင်တယ်ပေါ့နော်ဒါပေမဲ့မေတို့ဖေတော့ကြက်မလားတိတ်ပြောမစော့ရဘူးဖြစ်တယ်ရောနည်းနည်းရှိခဲ့ရောအဲ့ဒါမရအောင်ပတ်စံလေးနဲ့ဂျင်ကိုသွားပြီးတော့ဂျင်စော့ဝင်ဆိုတော့စော့အဲ့ဒါပိန်တော့ရောအဲ့ဒါနဲ့body နဲ့ mind မှာbody ရယ် mind ရယ် brain ရယ်မှာပေါ့နော်ယင်းနှမြုံနှံခဲ့Stella မမိသေးအဲ့လိုယင်းနှမြုံနှံပြီးသွားတဲ့ချိန်မှာအဲ့မှာပေါ့နော် Stella အခုချိန်မှာဆိုလို့ရှိရင်အဲ့တော့က Stella အရန်ကျေးဇူးတင်တယ်ဘာဖြစ်လို့လဲဆိုတော့တကယ်မှန်ကန်တဲ့နေရာမှာယင်းနှမြုံနှံလိုက်တာကွာကြည်လားအပေါ့ဆိုရွှေတို့ငွေတို့ယင်းနှမြုံနှံရအောင်လဲကျမမှာအဲ့လောက်ကြီးတရားပတ်စံမရှိဘူးအဲ့ချိန်တော့က Stella အုံနောက်မှာယင်းနှမြုံနှံမယ်စာအုပ်တွေပေါ်မှာယင်းနှမြုံနှံမယ်ဆိုမမိသေး Stella iPad တလုံးဝယ်ချင်တာဆိုတာလေကြည်လား iPad ကအဲ့တော့ကနေအဲ့လိုပေါ့နော်အရင်ဈေးမရှိသေးဘူးအဲ့တော့ iPad ကဘာလုပ်မလဲလို့ Stella အမေတို့ကမေးရချိန်ကြတော့ကိုကပုံဆွဲမယ်တခုလုပ်မယ်လို့ပြောတယ်အဖေမေတော့မွယ်ပေးဘူးတိလားမွယ်ပေးပြီးတော့မရအောင်လိုချင်တာပါကိုကလိုချင်ဖြစ်အောင်လုပ်ရမှာကြည်တတ်တဲ့လူစားမျိုးတွေမှာပါရောအဲ့ဒါနဲ့ကိုပတ်စံစုအဖေစီကနည်းနည်းတောင်းအမေစီကနည်းနည်းတောင်းပြီး iPad ဝယ်ပြီးတော့စာအုပ်တွေ download ဆွဲပြီးဖတ်တာအဲ့ဒါနဲ့အမှfinancially financial like rich dad poor dad ပေါ့နော်အဲ့မှာစာအုပ်တွေဖတ်တယ်ပြီးလို့ရှင်တော့အဲ့လိုပေါ့နော်ဒီအဲ့ချိန်တော့လေဘာစိတ်ကိုပေါက်လဲမသိဘူးကြ10တန်းလုံးတုံးကတော့မှအဲ့လောက်မကြိုးစားအောင်ဒီ COVID ဖြစ်တဲ့ချိန်မှာလေရေးလဲကွာတဲ့စောက်တွေဖတ်ရင်းနဲ့ဘာပဲပြောပေါ့နော်အခုဒီတက္ကသိုလ်တွေဘာတွေပြီးသွားပြီးတော့ကိုနိုင်ငံခြားလဲထွက်လာရောဥစ္စာတွေကလေအများကြီးကိုအထောက်ကိုပြောတွေ့ရတယ်ပြီးအဲ့ချိန်တော့ဖတ်တဲ့ဒီ knowledge တွေ mindset တွေပေါ့နော်ပြီးနောက်တစ်ခါအဲ့ချိန်တော့ကိုကဆုံးဖြတ်ချက်ချပြီးတာငါပထမဆုံးအလုပ်လုပ်ရင် sales ကိုငါရအောင်လုပ်မယ်ပေါ့ဘာလို့ဆိုရောင်းချင်းပညာကချမ်းသာခြင်းကိုဖြစ်စေရ။ဘာလို့အဲ့ချိန်တော့ Stella မမီ Stella အရန်ချမ်းသာခြင်းတာပိုးချမ်းသာခြင်းတာချမ်းသာခြင်းတဲ့ချိန်ကျအရောင်းပညာတတ်တယ်အရောင်းပညာကိုသွားလေ့လာအဲ့တော့အဲ့ဒါနဲ့အဲ့ချိန်တော့ mindset တွေကကွာအယောင်ဖြစ်တဲ့ mindset တွေဖြစ်နေပြီအဲ့ဒါပြီးတော့စပြီးတော့အမျိုးကျောင်းတွေပါဖွင့်တဲ့ချိန်ကျ Stella က insurance တွေပါတွေသွားပြီးတော့တည်မလားစာမေးပွဲတွေသွားဖြေပြီးတော့အမှတငယ်ချင်းနဲ့ဆောင်ဝဲတွေသွားဖြေအဖေမိလာပြောနေပါလုံးမာတဲ့မလိုတဲ့အရာတွေဆိုသွားဖြေပြီးတော့ insurance ကိုအမှသွားပြီးတော့ဝင်လုပ်လိုက်တယ်ဝင်လုပ်ပြီးတော့လိုက်ရောင်းရလမ်းဘေးမှာတည်မလားစာရွက်ကလေးဝေပြီးတော့သူတို့စိတ်ဝင်စားအောင်ပြောရတာpresentation လေးတသေးလေးလုပ်ရတယ်ကွာလုပ်ရင်နဲ့ကျွန်မအမှ scale လေးနဲ့ကျွမ်းလာမလားမသိပါဘူးပေါ့နော်အဲ့ဒါပြီးတော့မှကျွန်မဒီတက်ကရိုလဲပြီးသွားတော့မှကျွန်မချက်ချင်းပဲထိုင်းမြန်မာနိုင်ငံမှာနေငါပတ်စံမရဘူးဆိုအတူရပေါ်တော့မရဘူးဆိုပြီးတော့ထိုင်းကိုသွားမယ်ပေါ့နော်ထိုင်းကိုသွားမယ်ဆိုပြီးတော့လှုပ်ရောထိုင်းကိုအဲ့စတော့မပြုတ်ကြတော့ထိုင်းကိုသွားမယ်ဆိုပြီးတော့လှုပ်ရင်နဲ့မှအဖေအမေတို့ချီဆုံးကန်ပြီးတော့ထိုင်းသွားမှငါချမ်းသာမယ်ဆိုပြီးတော့ထိုင်းရောက်လာပြီးတော့မှအမပထမဆုံးအလုပ်ကလည်း access ပဲဝင်လို့ဖြစ်တယ်ကွာတိလားaccess ဝင်လို့ပြီးတော့မှ
အမလုံးကဘာပြောပေါ့နော်စုမိသွားတည်းရဲ့ပေါ့နော် sales win လောက်တာတကယ်ဒီလား commission တွေနဲ့စုမိသွားတည်းရဲ့ anyway အဲ့ဒါပြီးတော့မှအဲ့လိုလေဒီလား Stella ပြောချင်တာလေအခုချိန်မှာပတ်စံမှမရှိသေးအုံနောက်ထဲကိုယင်းနှီးမြုံနှံမှုလုပ်ပါလို့ဘာလို့လဲဆိုတော့လေအုံနောက်ကို brain ကိုယင်းနှီးမြုံနှံမှုလုပ်ချင်ကအကောင်းဆုံးပဲဒီလား brain ကိုယင်းနှီးမြုံနှံနိုင်နေလေပြုတ်ကြ right brain ကိုယင်းနှီးလုံနှံလိုက်လေကိုကfreedom ဖြစ်လေပဲ brain ကိုများရင်းနှီးမြုံနေ mindset က freedom ပို့ဖြစ်လေကိုရှာနိုင်တဲ့ financially ကလည်းကောင်းလေကိုယ့်ရဲ့ relationship တိုင်းမှာလည်းအဆင်ပြေလေပဲဆိုတော့ပို့ပြီးတွေ့ရှိမိရပါတော့ဒါကတော့ကိုယ့်ရဲ့ဒီလူငယ်တွေကိုပေါ့နော်အဓိကပို့ပြီး sharing လုပ်ချင်တာပါကျေးဇူးတင်ပါတယ်